hello ငါနင့်ကိုစောင့်နေတာတနားကြာပြီအဲ့ဒါကို English လို့ဘယ်လိုပြောမလဲတစ်ချက်ကြည့်ကြအောင်နော်အဲ့လိုမျိုးအခုလောဆယ်လုပ်နေတဲ့ကိစ္စရဲ့ကြာခြင်းကိုပြောခြင်းနဲ့ဆိုလို့ဆိုရင် has or ဒါမှမဟုတ် have been plus verb ing ကိုသုံးတယ်ပေါ့နော်အဲ့ဆိုလို့ဆိုရင်ခုနစာကြောင်းလေးကိုတစ်ချက်အတူလေ့လာကြည့်ကြအောင်နော်ငါဆိုရင် I have been စောင့်တာကြ wait အဲ့ဒါကို verb ing ပြောင်းတော့ waiting နင့်ကိုဆိုရင် for you ကြာခြင်းကိုပြောခြင်းနဲ့ဆိုလို့ဆိုရင် for ကိုသုံးတယ်ပေါ့နော်အဲ့ကြောင့် for 1 hour အဲ့ကြောင့် I have been waiting for you for 1 hour ပဲဖြစ်ပါတယ်အဲ့တော့နောက်ထပ်စာကြောင်းလေးအတူကြည့်ကြည့်အောင်နော်မင်းဖုန်းပြောနေတာ2 နာရီကြာပြီအဲ့ချိန်ကျတော့မင်းဆိုရင် you have been ဖုန်းပြောကြ talking on the phone ကြာချိန်ဆိုရင် for 2 hours အဲ့ကြောင့် you have been talking on the phone for 2 hours ပဲဖြစ်ပါတယ်အဲ့တော့နောက်ဆုံးစာကြောင်းလေးတစ်ခုကြည့်ကြအောင်နော်သူတို့ဘောလုံးကန်နေတာ3 နာရီကြာပြီသူတို့ဆိုရင် they have been ကစားတာကန်တာကြောင့် play အဲ့ကြောင့် verb ing ဆိုရင် playing football for 3 hours ပဲဖြစ်ပါတယ်အဲ့ကြောင့် they have been playing football for 3 hours ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye